ဒီတိုင်းမျိုးအဖက်ဆက်ခြင်းလုပ်ငန်းကိုလုပ်နေတာဖြစ်တဲ့အတွက်သာသနာတန့်စင်ခြင်းလုပ်ငန်းကမပါလို့မရအဲ့ဒါ number 1မှာရှိကြောင်းကိုငါသိသွားတာ number 1မှာရှိကြောင်းကိုငါသိသွားတာပညာရေးကဖြတ်တာနောက်မှာသာသနာတက်လိုက်တာဖုံလူတွေအကုန်တော့တာပဲအကုန်ဖုံကြီးတွေလိန်စားလို့ရတဲ့အကွက်ကြီးဖြစ်ပြီးတော့လူတွေလည်းနာခံတစ်လုံးမှမသိတဲ့ဘာဘဝအတွေ့အကြုံမှဘာဘဝအသိဉာဏ်မှမရှိဘဲနဲ့အဲ့မှာနားမလည်တဲ့ပါဠိလိုထိုင်ပြီးဖင်ကုန်းပြီးတော့ကိုနှဝင်းမိုးလေးမှသိတဲ့ဘဝကိုရောက်တော့တာပဲတိုင်းပြည်လည်းအဲ့မှာခွေးဖြစ်တော့တာပဲဘယ်တနိုင်မလဲဆိုတာနေစတော့တာပဲဘယ်တနိုင်မှာတော့စတားဆုံးရဲ့ဦးလေးတို့ကန်သာတာပဲပေါ့ဦးလေးတို့တိတ်ကန်နေပဲပေါ့ဘောအဲ့ဒါသောက်ပြင်းကြတာဦးလေးခမရသောက်လို့ကိုမလုပ်ချင်တာခမရတို့သောက်ကတုံးတွေအဲ့လောက်ပဲပြောသွားတာသူတို့လိန်ပြီးတော့သူတို့လိန်စားလို့ရအောင်မယ်လို့ပါလားဦးလေးရဲ့ဦးလေးတို့သောက်ပြင်းကြအောင်လို့အဲ့ဒါပဲအဲ့ဒါဘာမလုပ်ဘာမဖြစ်ဘူးနော်သောက်ဘောမဟုတ်ဘူးဖျားတွေသောက်ဘောမဟုတ်ဘူးဖျားတွေကသောက်ချင်တကောင်းမှမပါ God ကသောက်ချင်မဟုတ်ဘူးနော် God ဒီသောက်ချင်မဟုတ်ဖျားဒီသောက်ချင်မဟုတ်နော်ဂေါရမဒီသောက်ချင်မဟုတ် Jesus Christ ဒီသောက်ချင်မဟုတ် God ဒီသောက်ချင်မဟုတ်အလာဒီသောက်ချင်မဟုတ်မိုဟာမက်ဒီသောက်ချင်မဟုတ်ရှင်းလေးအလာဒီသောက်ချင်မဟုတ် God ဒီသောက်ချင်မဟုတ်ဂေါရမဒီသောက်ချင်မဟုတ်မင်းတို့ဒီသောက်ပေါ်တများသာဖြစ်ကြပါသည်မင်းတို့ဗုဒ္ဓဘာသာဆိုတဲ့ဗမာနိုင်ငံကဗုဒ္ဓဘာသာဒီသောက်ပေါ်သာသနာတော်ကြီးဖြစ်နေတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီအခုတော့ပါကျုပ်ဆရာတော်ကြီးအဖက်ဆယ်ဖို့တော့သူလဲကျမ်းမာရေးမကောင်းတဲ့ကဂျားတဲ့ကနေလူနာလဲအောင် live တွေလွှင့်နေတာတွေ့တယ်ကျွန်တော်လည်းတစ်ခါတလေကြည့်ပြတယ်လူနာလဲအောင်ပြောတဲ့ပါကျုပ်ဆရာတော်ဘုရားကြီးရဲ့ဇာတ်စကားတွေမင်းတို့နားမလဲဘူးသောက်တော်သားတွေကပါဠိလိုလေးပြောပြီးတော့လိန်ယူသွားပြီးတော့ဖင်ချလွှတ်လိုက်မှာအသင်ပြေတာအဲ့တော့ကျွန်တော်တို့ဂျိုသားတွေကိုပြောမယ်ခင်ဗျားတို့တိုင်းပြည်အဖက်ဆယ်ခြင်းလုပ်ငန်းမှာဒီသာသနာတော်တန့်စင်ရေးဟာထိတ်တန်းကပါတယ်စောက်တလွဲကရုံးတွေကိုခွေးရိုက်တော့နဲ့ရိုက်ကြတော့ဟေးရိုက်ကြတော့ဟာနှုတ်မို့ဆိုရင်ဒီတိုင်းပြည်ကဖဲအဖက်ဆယ်လို့ခင်ဗျားတို့အဖေတွေလည်းပြောလို့ရအောင်မို့တော့ခင်ဗျားတို့အဖွားတွေလည်းသွားပြောလို့မရဘူးကရုံးတွေမိုင်းတိုက်ထားတာတိုင်ပတ်နေပြီအဲ့ဒါ1 cube ကမိုင်းဆိုတဲ့တချင်းတွေကလိုပဲ1 cube တချင်းသာကိုယ့်ဘာကိုနားထောင်ကြကဲ